အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုပါရခင်ဗျာAsia နဲ့ booking လုပ်လာတာဖြစ်ပါတယ်အခုကျွန်တော် body ဖတ်ထုတ်လုပ်ပြီးပြီးတော့ immigration ကိုဖြစ်မှာဖြစ်ပါတယ်ခင်ဗျာเพื่อความปลอดภัยกรุณาปลดสายรัดเข็มขัดที่นั่งปิดโทรศัพท์มือถือรวมทั้งอุปกรณ์อิเล็กทรอนิกส์ทุกชนิดและงดสูบบุหรี่รวมถึงบุหรี่ไฟฟ้าค่ะခုဆိုရင်တော့ကျွန်တော်ဗီယက်နမ်နိုင်ငံဟနွိုင်းလေဆိပ်ကိုရောက်ပါပြီခင်ဗျာมาแล้วโอเค let's go15 ရက်စာအင်တာနက်က2,600,000 ဗီယက်နမ်ဒုံပေးရပါတယ်
ပါပြီခင်ဗျာဒီကျွန်တော်ဟိုတယ်မှာဖြစ်လုပ်ပါမယ်အခုကျွန်တော်ရေချိုမိုးဆိုပြီးတော့ဘိုက်အရန်စာလို့ဒီကျွန်တော်နေတဲ့ဟိုတယ်ပြီးနားမှာကွတ်တီယိုဆိုင်တစ်ဆိုင်ရှိတယ်ဒီကွတ်တီယိုဆိုင်မှာကျွန်တော်ကွတ်တီယိုဝင်စားမှာဖြစ်ပါတယ်ခင်ဗျာ